ရန်ကုန်မန်းလေးပြေးဆွဲနေတဲ့အငှားရင်မောင်တယောက်ပါ။ဒီနေ့မှာတော့ဦးမမောင်ဆိုတဲ့ဖောက်တဲ့တယောက်ကမိသားစုနဲ့အတူမန်းလေးကိုဖျားဘူးခီးစဉ်သွားခြင်းနဲ့ဆိုပြီးကိုကျော်စာကိုငှားရမ်းလိုက်ပါတယ်။ခီးစဉ်ကအစာပိုင်းမှာအဆင်ပြေပေမဲ့မန်းလေးရောက်တော့နောက်ဆုံးညမှာဦးမမောင်တို့တဲခုမဲ့နေရာမှာလူပြေးနေလို့ကိုကျော်စာအတွက်အခန်းမရတော့ပါဘူး။ဦးမမောင်ကအာနာပါနာနဲ့ကိုကျော်စာကြီးဒီညတော့တနေ့ရမှာကိုယ့်ဘာသာအဆင်ပြေလို့ညာအိပ်ပေးပါတော့ဗျာလို့ပြောပါတယ်။ကိုကျော်စာလည်းပတ်စံချွေတာချင်တာနဲ့ဟိုတယ်မတဲတော့ပဲလမ်းဘေးကရက်ွက်တစ်ခုထဲမှာညာအိပ်ဖို့နေရာလိုက်ရှာပါတော့တယ်။ညတနားကြီးကြော်နေပြီမို့ဘယ်နေရာမှလက်မခံတော့ပါဘူး။နောက်ဆုံးမှစာသင်ကျောင်းဟောင်းတစ်ခုတွေ့လို့အဆောက်ကောင်လေးကိုပတ်စံနဲလေးပေးပြီးညီလေးကကို့ကိုဒီညလောက်ဝဲကြောင်းခန်းထဲမှာအိပ်ပါရစေလို့တောင်းဆိုလိုက်ပါတယ်။အဆောက်ကောင်လေးကအစာပိုင်းမှာညင်းပေမဲ့ပတ်စံကိုမြင်တဲ့အခါလက်ခံလိုက်ပြီးအကိုအခန်းလို့တခန်းရှိတယ်အဲ့ဒီမှာအိတ်ချင်းအိတ်ဒါပေမဲ့မနက်မိုးလေးတာနဲ့ထွက်ပေးရမယ်နော်လို့မှားပြီးနေရာချပေးလိုက်ပါတယ်။ကိုကျော်စာလည်းစာသင်ခန်းထဲမှာအိပ်ရခင်းပြီးလဲလိုက်ပါတယ်။ကိုကျော်စာအိပ်ပျော်ကားနီးမှာပဲစာသင်ခန်းတောက်ကနေလူတယောက်ရဲ့ရှိုက်ကြီးတငင်ကိုတန်းကိုကြားလိုက်ရပါတယ်။ကိုကျော်စာဓမီနဲ့ထိုးကြည့်တော့ဘယ်သူမှမရှိပါဘူး။စိတ်ထင်တာနေမှာပါလို့တွေးပြီးပြန်အိပ်မယ်လို့တော့ငါ့ကိုအိမ်ပြန်ပို့ပေးပါငါသားလေးစီပြန်ပို့ပေးပါဆိုတဲ့အတန်အောင်ထက်ကြားရပြန်ပါတယ်ဒီကတော့ခန်းထောက်မှာခေါင်းကိုင်းစိုက်ကြနေတဲ့အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရပါတယ်ကိုကျော်စာကခမည်းဘသူလဲလို့မေးရင်အနားသွားကြည့်လိုက်တော့အဲ့ဒီလူကမောကြည့်လာပါတယ်သူမျက်နှာမှာမျက်လုံးတွေမရှိပဲဟာလာဟင်းလေးဖြစ်နေတာကိုမြင်လိုက်ရတော့ကိုကျော်စာကြောက်လက်တကြားအော်ဟစ်ပြီးပြေးထွက်လာပါတယ်အစားကောင်လေးရောက်လာပြီးရှာကြည့်ပေမဲ့ဘာမှမတွေ့ရပါဘူးကိုကျော်စာလည်းကြောက်ကြောက်နဲ့ပဲမိုးလင်းအောင်စောက်လိုက်ရပါတယ်နောက်တစ်ညမှာတော့ကိုကျော်စာကအဲ့ဒီညမှာပဲထဲဖို့ဖြစ်လာပြန်ပါတယ်ဒီတစ်ခါမှာတော့အဆောက်ကောင်လေးမရှိပဲဂိတ်တကားပွေးနေတာနဲ့ပဲကိုကျော်စာအခန်းထဲဝင်ပြီးနေရာယူလိုက်ပါတယ်ညစာအရက်လေးတစ်ခွက်တောက်ပြီးအိပ်ပျော်သွားပါတယ်ညတကောင်မှာအပုံးနဲ့လိုအနှက်ဆိုးကြီးရလို့လန်နိုးလာပါတယ်မျက်လုံးဖွင့်ကြည့်လိုက်တော့ကိုကျော်စာသွေးပြက်သွားပါတယ်စာသင်ခန်းတစ်ခုလုံးမှာလူတွေလောင်းတွေရာနဲ့ချီပြင်းနေနေတာကိုတွေးလိုက်ရလို့ပါတချို့ကကောင်းပြက်တချို့ကခြေပြက်လက်ပြက်နဲ့သွေးတန်ရဲရဲဖြစ်နေပါတယ်ကိုကျော်စာထွက်ပြေးဖို့ကြိုးစားပေမဲ့နောက်ကနေတစုံတစ်ယောက်ကသူ့လက်ကိုဆွဲပြီးလောင်းမုံကြားနဲ့ပြေးချလိုက်ပါတယ်ကိုကျော်စာရုန်းကန်နေတော့မှပဲနောက်ကနေဘုံကနေရိုက်ချတာခံစားရပြီးသတိလစ်သွားပါတယ်မနက်မိုးလင်းလို့သတိရလာတော့ဆေးရုံရောက်နေပြီးဘေးမှာအဆောက်ကောင်လေးကိုတွေ့ပါတယ်အဆောက်ကောင်လေးကခမရဘသူကအဲ့ဒီအခန်းထဲမှာအရက်တောက်ခိုင်းလို့လေအဲ့ဒီနေရာကဘာနေရာလဲသိရလားလို့မေးပါတယ်ကိုကျော်စာကဘာမှမသိကြောင်ပြောတော့မှပဲကောင်လေးကရှင်းပြပါတယ်လော်ခဲ့တဲ့လအနေငယ်လောက်ကအဲ့ဒီမျိုးနာမှာရထားတိုင်းမှုကြီးတခုဖြစ်ခဲ့ပြီးလူပေါင်းရချီသေးဆုံးသွားခဲ့ပါတယ်ဆေးရုံတွေမှာရင်ခွဲရုံတွေပြေးသွားလို့အဲ့ဒီစာသင်ကျောင်းကအခန်းလွတ်တွေကိုယာယီရင်ခွဲရုံအဖြစ်အသုံးပြုခဲ့ပြီးပိုင်ရှင်မဲ့အလောင်းတွေကိုအဲ့ဒီအခန်းထဲမှာစုပုံထားခဲ့ပူတာပါကိုကျော်စာအိတ်ခဲ့တဲ့အခန်းဟာအလောင်းပေါင်းများစွာထားခဲ့တဲ့အခန်းဖြစ်ပြီးအဲ့ဒီဝိညာဉ်တွေကမကျွတ်လို့ပဲညာဘက်တွေဆိုရင်ကိုရင်ပြလေးရှိတယ်လို့သိရပါတယ်နောက်ပိုင်းမှာတော့ကျောင်းအာဏာပိုင်တွေကအဲ့ဒီအဆောင်ဖြိုချပစ်လိုက်ရပါတော့တယ်ကဲပရိသတ်ကြီးဒီနေ့နေဆက်ပေးခဲ့တဲ့စာသင်ကျောင်းကညနေဧည့်သည်များဆိုတဲ့ဖြစ်ရမဲ့တဲရဲရင်မို့ဇလန်လေးကိုနားဆင်ပြီးတဲ့အချိန်မှာနေရာဒေသစိတ်တွေမှာညာရင်သတိထားကြဖို့တိုက်တွန်းလိုက်ရပါစေဒီဇလန်လေးကိုကြိုင်းနေတဲ့ဆိုရင်လိုက်လေးပေးပြီးတငယ်ချင်းတွေကိုပါပြန်လည်မျှဝေပေးဖို့မေးပါတယ်နော်